တစ်ပင်မျိုးသားလေးကသူ့ရဲ့ချစ်မြတ်နိုးမှုကိုပြသဖို့တစ်ပင်မျိုးသမီးလေးကိုနှိုးလိုက်ပါတယ်ခူကောင်လေးတစ်ကောင်ကပန်းပွင့်ခတ်ပေါ်ကနေရှော့ဆင်းလာပြီးတရက်ကိုစွတ်ကာအေးမြတဲ့နှင်းရည်တွေနဲ့ရေချိုးနေပါတယ်ကနားကနေကြပန်းလေးတွေကမနက်ခင်းမျက်နှာတစ်ဖို့ရေထဲငုံလိုက်ပြီးကိုလက်လှုပ်ရှားလေးကျင်ခန်းတွေစလုတ်ကြပါတယ်မှုလေးတွေတောင်မှသူတို့ရဲ့အလှအပကိုထိမ့်သိမ့်ဖို့ကိုဆန့်ထုတ်နေကြပါတယ်တစ်ပင်မျိုးသမီးလေးကတောင်ကလက်ပန်းပွင့်လေးနဲ့မျက်နှာကိုရိုးထိလိုက်တဲ့အခါချက်ချင်းအဆိုတလို့ဝင်းပသွားပါတယ်သူမကိုစိတ်ဝင်စားလာအောင်တစ်ပင်မျိုးသားလေးကခေါင်းလောင်းပန်းရိုးတံကိုဂစ်တာလိုတီးခတ်ပြီးသူမကိုရိမ့်ရွယ်သွားစေမဲ့အချစ်တချင်းလေးကိုတီးပြလိုက်ပါတယ်သူမရဲ့အမေကလည်းတစ်ကိုင်းကိုစီးချက်ဝါးတီးတံဖြစ်အသုံးပြုပြီးပါဝင်ဆင်နွှဲခဲ့တယ်လို့ငှက်ကလေးတွေကတချင်းဆိုပြီးနေကြပန်းလေးတွေကလည်းသူမကိုသူ့စီရောက်အောင်ကခုံပို့ဆောင်ပေးခဲ့ကြပါတယ်နှလုံးသားပုံစံလဲလျောင်းရင်သူတို့နှစ်ဦးရဲ့ရိုမန်တဆန်နဲ့အခိုက်အတန့်လေးကသူမရဲ့စိတ်ကိုဖန်ဆားနိုင်ခဲ့ပါတယ်ဒါပေမဲ့သူမအနားကိုတိုးကပ်သွားတဲ့အခါမှာတော့သူမကရှက်သွေးဖြာဟန်နဲ့ရှောင်ထွက်သွားခဲ့ပါတယ်အနားကတစ်ပင်အိုကြီးကတော့အခွင့်အရေးကိုအမိရဆုပ်ကင်ပြီးသူမကိုဖမ်းဆီးဖို့စ조사ပါတော့တယ်တစ်ပင်မျိုးသားလေးကသူမကိုသူ့နောက်မှာဆွဲထားလိုက်ပြီးနှစ်ယောက်လုံးကတစ်ကိုင်းတွေကိုကင်ဆွဲလိုက်ကြပါတယ်တစ်ပင်အိုကြီးကအရင်စတိုက်ပေမဲ့တစ်ပင်မျိုးသားလေးကပြန်လဲခုခံခဲ့ပြီးပြိုင်ဘက်ရဲ့ချက်ကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့ရမှာအသက်အရွယ်ကြောင့်တစ်ပင်အိုကြီးနှေးကွေးသွားခဲ့ပါတယ်သူချော်လဲသွားတဲ့အခါခေါင်းလောင်အပန်းလေးတပွင့်ကလဲကျနေတဲ့တစ်ပင်ကြီးရဲ့ချက်သေးကိုနောက်ပြောင်ပြီးစီးစွန့်ချလိုက်ပါတယ်ဒေါသထွက်သွားတဲ့တစ်ပင်အိုကြီးကမိဘွားတွေထုတ်ပြီးသူတို့စီကိုပြစ်လွတ်လိုက်ပါတယ်